묘의 애신렛렛 묘차준고 칸푸데두디하 묘리가 따강고 와마사베 묘차다만 디자바리 두루하 따강고 베로마 비안 안툴림시바우 아쿠즈노 고랭레 데미타시데 블랙맘바 따강고 묘차라이바비 두유에사가 떠떠지비메 윤샤다네 안진시고 안두비 저노 묘차케데 바로레소로 데가발롱 사야 묘비사 병래무 피ပွားတဲ့အခါ ကဘာဘောက တက်ရှိ music 90 ရာဆုံးဟာ မိစရီအဖြစ်ပြောင်းလဲသွားတော့မှာမလို့ပါဒီမြူဟာလည်းအဲ့ဒီတဲကတကောင်ပေါ့ကျွန်တော်ရဲ့အရင်ဘဝတုန်းကဒီမြူဟာကြောက်မဖွယ်ကောင်းတဲ့စပားအုံးနဲ့ကြီးဖြစ်လာခဲ့လားအခုကျွန်တော်ကသူ့ကိုမြူချလိုက်မှသာသူ့ရဲ့စွမ်းအားတွေနဲ့အတူကျွန်တော်ပါစင်ကဲတောင်းလဲလိုက်မှာပါမြူဗီစာပြောင်းလဲမှုမစတင်ခင်3နာရီအလိုမှာကျွန်တော်ပြန်လဲမွေးဖွားလာခဲ့တာပါအဲ့ဒါကြောင့်အခါထဲကနေချက်ချင်းပြေးထွက်ပြီးအိမ်နောက်ဘက်ကတောင်ကုန်းစီကိုဦးတည်ခဲ့တယ်ဒီဘဝမှာအဲ့ဒီမြူရဲ့တကယ်ကြောက်စရာကောင်းတဲ့စွမ်းအားကိုကျွန်တော်တယောက်ပဲသိတာပါအရင်ဘဝတုန်းကအထူးကဲစွမ်းရင်ရှင်ဖြစ်လာပြီးအထူးစွမ်းအားရတဲ့သူအနေငယ်ပဲရှိခဲ့တယ်တချို့ကစွမ်းအားနုထားဟိုအခွင့်အရေးရခဲ့ပေမဲ့အဲ့ဒါကမြူဗီစာပလောင်ပြီးမှဖြစ်တာပါအရင်ဘဝကကျွန်တော်ဟာအစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ဘေးစွမ်းအားကိုမှမနှိုးထားနိုင်ခဲ့ဘူးဘဝတစ်ဝက်လုံးခါးသီးတဲ့တိုက်ပွဲတွေတိုက်ခဲ့ရပြီးနောက်ဆုံးမှာတော့မြူဗီစာပလောင်တတ္တဝါတစ်ကောင်ရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတယ်အဲ့ဒါကြောင့်ဒီတစ်ချိန်မှာတော့အရာအလုံးကိုယင်းပြီးလောင်ကျဲထပ်ဖို့ဆုံးဖြတ်လိုက်တာပါနနာလီခွေးလောင်ရှားပြီးတဲ့နောက်မှာတော့ချုံပုတ်တွေကြားမှာအနားယူနေတဲ့မြွေးဟောင်းတွေကိုတွေ့လိုက်ရတယ်သူ့ကိုအရှင်းလက်လက်ဘယ်လိုမျိုးချရမလဲလို့စဉ်းစားနေတော့မှပဲဘေးနာကနေမြောင်းဆိုတဲ့အတန်းတစ်ခုကြားလိုက်ရတယ်တမထွားချိုင်းတဲ့ကျောင်းတိုက်ကြီးတစ်ကောင်ကအဲ့ဒီမြွေးကိုတွေ့သွားတာပါကျောင်းရဲ့မျက်လုံးတွေကတောက်ပနေပြီးခြေတန်းဖွားဖွားနဲ့ချင်းကပ်သွားတယ်သူတို့ကြားကအကွာဝေး30စင်တီမီတာလောက်မှာမြွေးကရုတ်တရက်ပေါက်လိုက်ပါတယ်ကျောင်းထဲမြွေးဟာမြေပင်းပေါ်မှာလုံးထွေးတက်ပုံနေကြတယ်ခဏနေတော့တန်ရရသွားတဲ့မြွေးကထွက်ပြေးဖို့ကြိုးစားပြီးမှကျောင်းကလှုပ်မပေးပါဘူးသူကမြွေးကိုအရာသားရှိတဲ့သွားကောင်းတစ်ခုလိုသဘောထားပြီးသူ့လက်သေးတွေနဲ့အချင်းချင်းကိုဖယ်နေတယ်မကြခင်မှာပဲမြွေးဟာတေးလူမြော်ပဖွင့်သွားပါတော့တယ်ကျောင်းကြီးကမြွေးကိုစားတော့မဲ့တစ်ချိန်မှာပဲကျွန်တော်ခြုံဖို့တွေကနေဝုန်းခနဲ့ခုံထွက်လိုက်တယ်။ကျောင်းလက်ကြီးကလန့်ပြီးမိသားအတော်ဝေးကိုခုံထွက်သွားပြီးကျွန်တော်ကိုစိုက်ကြည့်နေတော့တယ်။ဒါပေမဲ့ကျွန်တော်ကသူ့ကိုဂိမ်းမဆိုင်ပါဘူး။ကျွန်တော်မြွေးကိုလက်တစ်ဖက်နဲ့ဆွဲကိုင်းပြီးအချိန်ကိုကြည့်လိုက်တော့4နာရီ59မိနစ်။ကောင်းထောင်မစွာနဲ့ကျွန်တော်အချိန်မီရောက်လာခဲ့တာပါ။ကျောင်းကြီးကတော့သူ့စားလာမဲ့သားကောင်ကိုကြားဖြတ်လုခါရလို့မကြည်မနှက်စိုက်ကြည့်နေတယ်။ဒါပေမဲ့ကျွန်တော်သိတာကသူ့စားနိုင်တော့မှမဟုတ်ဘူး။အခုချိန်က59မိနစ်30စက္ကန့်ဖြစ်နေပြီ။အော်ရီယာအလင်တန်းတွေရောက်လာတော့မှာပါ။ကျွန်တော်နှလုံးတွေတင်းတင်းခုန်လာတယ်။နောက်ထပ်စက္ကန့်20အတွင်းမှာဒီတမီတာရှိတဲ့မြေကိုမြူချရပါမယ်။အချိန်59မိနစ်30စက္ကန့်မှာကျွန်တော်အသက်ပြင်းရှူပြီးနောက်ဆုံး10စက္ကန့်ကစာရွေးထွက်လိုက်တဲ့ခေါင်းခင်ရဲ့အယောင်ကတဖြည်းဖြည်းပြောင်းလဲလာပြီးအော်ရိုယာအလင်းတန်းတွေကမ္ဘာလေထုထဲကိုစတင်ဝင်ရောက်လာပြီဆိုတာကျွန်တော်သိလိုက်တဲ့ကျွန်တော်တွန်းဆုံမနေပဲပါးစပ်ကိုအကျယ်ကြီးဖွင့်ပြီးငွေကိုစမျောပါတော့တဲ့အန်ချင်းစိတ်ကိုအောင်းထားပြီးငွေတက်ကိုလုံးကိုမြူချလိုက်တဲ့ငွေကကျွန်တော်ပိုက်ထဲမှာလူလွတ်နေတုံးပဲအဲ့ဒီအချိန်မှာပဲတောက်ပါတဲ့အလင်းတန်းတစ်ခုကခေါင်းခင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်ကျွန်တော်ခန္ဓာကိုယ်အတွင်းမှာပြင်းထန်တဲ့တုန်ခါမှုတစ်ခုဖြစ်ပေါ်လာပြီးဗိုက်ထဲကငွေဟာမီးငွေတကောင်အဖြစ်ပြောင်းလဲသွားတယ်လို့ခံစားလိုက်ရတယ်။တကိုယ်လုံးမီးလောင်နေတယ်လို့ပဲ။အောင်ရင်သွားပြီ။အဲ့ဒီအချိန်မှာပဲကျွန်တော်ဦးနောက်ထဲမှာကလေးတယောက်လိုအထက်လေးတစ်ခုပဲ့တင်ထပ်လာတယ်။သခင်ကျွန်တော်ကသခင်မျိုးချလိုက်တဲ့ငွေဟောက်နှစ်ပါ။သခင်ကပြန်လဲမွေးဖွားလာတဲ့သူထင်တယ်။သခင်ရဲ့မညံလို့တဲ့အရာဆိုရင်ကျွန်တော်ကအဲ့ဒီလောက်တောင်အစွမ်းထက်တာလား။သခင်ကကျွန်တော်ကိုမျိုးချဖို့ဘာလို့စွန့်စားခဲ့လဲဆိုတာအခုမှနားလည်တော့တယ်။အခုကျွန်တော်တို့ကတသားတည်းဖြစ်သွားပြီဆိုတော့သခင်ကျွန်တော်ရဲ့မညံတွေကိုမြင်နိုင်ပြီ။ကျွန်တော်တို့ခွဲခြားလို့မရတော့ဘူးဒါပေမဲ့ဒီခန္ဓာကိုယ်ကိုတော့သခင်ပဲအပြည့်အဝထိန်းချုပ်နိုင်ပါတယ်ကျွန်တော်ကကိစ္စမရှိပါဘူးဒီတစ်ချိန်မှာငါတို့ရဲ့အနာဂတ်ကအရင်ဘဝထက်ပိုးပြီးအစွမ်းထက်လိမ့်မယ်လို့ပြန်ပြောလိုက်တယ်အခုကစားပြီးမင်းရဲ့နာမည်ကရောင်ဖြစ်ရမယ်အဲ့ဒီအချိန်မှာပဲအဝေးကနေကြောက်စရာကောင်းတဲ့ဟင်းတန်တစ်ခုကြားလိုက်ရတယ်စောစောကကြောက်နေကြီးဟာအခုတော့ကြောက်မဖွယ်ကောင်းတဲ့မိစာကြောင်ကြီးအဖြစ်ပြောင်းလဲသွားပြီးသူကကျွန်တော်စီကိုတိုက်ရိုက်ခုံအုပ်လိုက်ပြီးမြဲကျွန်တော်မျက်လုံးထဲမှာအေးဆက်တဲ့အယောင်တစ်ချံဝင်းလက်သွားပြီးခဏအကြာမှာပဲအဲ့ဒီမိစာကြီးမြည်ပြီးဖော်လဲကျသွားတယ်ကျွန်တော်ချက်ချင်းပဲသူ့ရဲ့အသားနဲ့သွေးတွေကိုမြုပ်ချလိုက်တယ်ကျွန်တော်ခန္ဓာကိုယ်ထဲမှာနှွေးထွေးတဲ့စီးကောင်းတစ်ခုစီးဆင်းသွားပြီးဈေးတွေကအရင်ကထက်ပိုပြီးနိုးချလာတာကိုခံစားရတယ်အရင်ဘဝကကျင့်စဉ်တွေကိုစမ်းကြည့်ပြီးမြဲကျွန်တော်ကနေအောင်ကြီးကိုစုပ်ယူလို့မရပဲစွမ်းအားတတ်ဖို့အတွက်အစွမ်းထက်တဲ့အသားနဲ့သွေးတွေကိုပဲမြုပ်ချရမယ်ဆိုတာနားလည်သွားတယ်။ရောင်ကပြောလာတယ်။သခင်ကျွန်တော်တို့ကလဲစားချင်ရမယ်တဲ့အရင်ဘဝတုန်းကကျွန်တော်ကိုတလိဆန်တကောင်လို့ဆက်ဆံခဲ့တဲ့ကျောင်းကလူကိုတော့တတ်ကြမယ်ပေါ့။အဲ့ဒီလူကကုမ္ပဏီပိုင်ရှင်တထေးထားဖြစ်တယ်လို့စစ်တပ်အရာရှိကြီးရဲ့သားလဲဖြစ်တယ်။ကျောင်းရှိရောက်တော့ကျောင်းစင်းချိန်မို့ကျောင်းသားတွေအများကြီးရှိနေလေကျွန်တော်ကကျောင်းရှိမှပဲရက်ဆောင်နေလိုက်တယ်ကျွန်တော်ရဲ့ဆံပင်တွေကဖြူဖွေးနေပြီးအကြီးမပါတဲ့ရင်ဘတ်ပေါ်မှာတတူးတစ်ခုကအထင်းသားပေါ်နေတယ်လူတွေကကျွန်တော်ကိုဝိုင်းကြည့်ပြီးလောင်ပြောင်နေကြတယ်ဒါပေမဲ့ကျွန်တော်သိတာကနောက်တစ်နာရီအတွင်းမှာသူတို့အားလုံးငိုယိုနေကြတော့မှာပါခဏကြာတော့ကျွန်တော်တတ်ချင်တဲ့လူထွက်လာတယ်တထေးသားတငယ်ချင်းတွေနဲ့ရေရေမော်မောပေါ့အရင်ဘဝကဒီလူတွေပဲမိစ္ဆာတွေရန်ကားလွတ်အောင်ကျွန်တော်ကိုအစအဖြစ်ပစ်ကျွေးခဲ့တာအဲ့ဒီတော့ကကျွန်တော်လက်ချောင်း၃ချောင်းဆုံးရှုံးခဲ့ပြီးဒီလူညီပါဖြစ်ခဲ့ရတယ်အဲ့ဒီအမတရားကကျွန်တော်မျက်နှာပေါ်မှာရက်ဆက်တဲ့အပြုံးတစ်ခုပေါ်လာစီတယ်သူတို့ထဲကတယောက်ကကျွန်တော်ကိုတွေ့တော့မင်းကဘယ်သူလဲခွေးကောင်းဆိုတာလက်မပိတ်ဘူးလို့ရိုင်းကနေဆိုင်ဆိုင်ပြောလာတယ်ကျွန်တော်ဘာမှမပြောဘဲသူ့နားကိုသွားပြီးသူ့လေပင်ကိုဘယ်လက်နဲ့တိုက်ရိုက်ညစ်လိုက်တယ်ကျွန်တော်မျက်နှာကအယမ်းကြောက်စရာကောင်းနေတော့သူ့ကိုရန်တော်တွေတောင်ကြောက်လို့တုန်နေကြတယ်ကျွန်တော်ကတယောက်ကိုကန်းချလိုက်တော့သူကတတိမိတ်သွားတယ်
နောက်တစ်ယောက်ကလက်စစ်တုံနဲ့ရိုက်ဖို့စူးစမ်းပြီးမြင်ကျွန်တော်ကလက်ဝါးနဲ့ဖျက်ရိုက်လိုက်တာသူလွင့်ထွက်သွားတယ်။ကြောင်သားတွေကလန့်ပြီးထွက်ပြေးကုန်ကြတယ်။ကျွန်တော်ကအားလုံးပြေးကြဆိုင်နောက်တနားလီဆိုရင်မင်းတို့ထက်ကတချို့ပဲအသက်ရှင်လိမ့်မယ်လို့ပြောပြီးထွက်လာခဲ့တယ်။ညနေ6 နာရီတီတီမှာတကယ့်ကဘာပလက်ကစတင်ပါပြီ။မြို့တိုင်းမှာအော်ဟစ်တန်တွေနဲ့မိစားတွေရဲ့ဟင်းတန်တွေပြနှံနေတယ်။လူတွေရဲ့ပါဆက်ကနေအမျိုးတွေထွက်ခေါင်းတွေပေါက်ထွက်ပြီးသူတို့ကိုယ်ထဲကနေကြောက်စရာကောင်းတဲ့တတဘာတွေထွက်လာပြီးဘေးနားကလူတွေကိုစားပစ်နေကြတယ်။တစ်ပင်တွေကလည်းကြောက်စရာကောင်းတဲ့နွယ်ပင်တွေအဖြစ်ပြောင်းလဲပြီးလူတွေကိုရစ်ပတ်မျိုးချနေတယ်။ကျွန်တော်ကတော့အထက်88ထက်ရှိတဲ့အဆောက်အုံတစ်ခုပေါ်ကနေဓာတ်တွေကိုကြည့်နေတယ်။ကျွန်တော်ဒီကိုလာကကတားနာဓာတ်တလက်လို့ချင်လို့ပါမိစ္ဆာတွေကိုလက်ပလာနဲ့တိုက်ဖို့ကမလွယ်ဘူးလေ။အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်အခန်းထဲကိုအလန့်တကြားပြေးဝင်လာတယ်။သူကကုမ္ပဏီကအမျိုးသမီးတယောက်ပါ။သူကကျွန်တော်ကိုတွေ့တော့အံ့ဩသွားပြီးကျွန်တော်တတ်ထားတဲ့မိစ္ဆာအလောင်း၄လောင်းကိုလည်းမြင်သွားတယ်။သူကကျွန်တော်ကိုအတုံးချပြီးသူလွတ်အောင်ပြီးဖို့ကြံစီနေတာ။သူကသူ့အလားအဖကိုတုံးပြီးကျွန်တော်ကိုဖျားယုံဖို့စူးစမ်းတယ်။ဒါပေမဲ့ကျွန်တော်ကသူ့ကိုအေးဆက်ဆက်ပဲကြည့်နေလိုက်တယ်။ရုတ်တရက်အင်းစက်နဲ့တူတဲ့မိစ္ဆာတစ်ကောင်အခန်းထဲကိုပြေးဝင်လာတယ်။ကျွန်တော်ကဓာတ်ကိုလက်စီလိုဆွဲထုတ်ပြီးသူတို့ခေါင်းတွေကိုတစ်ချက်တည်းနဲ့ပိုင်းချလိုက်တယ်။အမျိုးသမီးကဓာတ်ကိုမြင်တော့ကျွန်တော်ကိုသူ့ကိုပါခေါ်သွားဖို့တောင်းပန်တော့တယ်။သူကဘာမှမဆိုလုပ်ပေးပါမယ်တဲ့။ကျွန်တော်ကဒီလိုကဘာပြည့်နေတဲ့အချိန်မှာမိမပြေးစရာတန်ဖိုးရှိတာဘာမှမရှိဘူးလို့ပြောပြီးသူ့ကိုထားခဲ့လိုက်တယ်။ကျွန်တော်ဓာတ်လေးကားနဲ့အောက်ဆင်းလာတော့မိဆလေးခေါင်းနဲ့ထပ်သွေးတယ်။သူတို့ကိုလည်းအလွယ်တကူပဲရှင်းပစ်လိုက်တယ်။ကျွန်တော်အဆောင်အပြင်ကိုထွက်လာခဲ့တယ်။ရောင်နာမိဆအလောင်းတွေကိုမျိုးချနေတော့ကျွန်တော်ဘိုက်ကလည်းပြေးနေသလိုပဲ။အခုကျွန်တော်ကလူသားစစ်စစ်မဟုတ်တော့ဘူးထင်တယ်။ကျွန်တော်ကြောပေါ်ကငကားတူးတွေကစွမ်းအားတွေထွက်နေတော့မိဆတွေတောင်ကျွန်တော်ကိုမြင်ရင်ကြောက်ပြီးထွက်ပြေးကြတယ်။ဘိုက်မစားပေမဲ့ရေတော့ငတ်လာတယ်။ရေရှာဖို့သွားမဲ့အချိန်မှာပဲအမောင်ထဲကနေတီနတ်ပစ်တန်တွေကြားလိုက်ရတယ်။အိမ်နီလာကိုသွားကြည့်တော့စူပါမားကတ်တစ်ခုရှိမှစစ်သားအယောက်20-30လောက်ကမိဆလိုင်းကြီးကိုခုခံရင်တီနတ်တွေရမ်းပစ်နေကြတာကိုတွေ့လိုက်ရတယ်။ တင်နတ်တန်တွေနဲ့မိဆာတွေရဲ့ဟင်းဟောက်တန်တွေဟာရောထွေးသည့်ကြောက်မက်ဖွယ်ကောင်းတဲ့စူးညံတန်တွေတို့ဖြစ်ပေါ်စေတယ်။ဒါပေမဲ့တင်နတ်ကြီးစံဒါဇင်ပေါင်းများစွာပြစ်မှတင်နေနဲ့မျိုးပြီးပြောင်းမိဆာအုပ်ကြီးရှိမှဒီစစ်သားတွေဟာတိတိတတာကိုထိန်လန့်နေကြပြီ။အဲ့ဒီအချိန်မှာမဲ့အမောင်ထဲကနေထူးထဲပြီးကြစ်လက်တဲ့ဆွတ်လက်တန်တန်တကူတစ်ခုဟာလက်စည်းလိုထွက်လာပြီးစစ်သားထုံးလေးရက်ကိုတစ်ချက်တည်းနဲ့ထိုးဖောက်ကအမောင်ထဲကိုဆွဲခေါ်သွားခဲ့တယ်။အမောင်ထဲမှာပိုးပြီးအစွမ်းထက်တဲ့မိဆာတွေရှိနေတာကတော့တေချသွားပြီ။ဘိုးကြီးရဲ့မျက်နှာဟာတီးတင်းသွားပြီးအဲ့ဒီအမောင်ထဲကိုလက်ပစ်ပုံနှလုံးပစ်ထည့်လိုက်တယ်။ပြီးနောက်စူပါမားကတ်ထဲကိုဝင်ဖို့အယူမူပစ်ခတ်တော့တယ်။စူပါမားကတ်ထဲမှာတော့အသက်ရှင်ကျန်ရစ်သူလူရကျော်ဟာတယောက်ကိုတယောက်ဖတ်တွယ်ပြီးထိုင်နေကြတယ်။အပြင်ကတင်နတ်တန်တွေနဲ့မိဆာတွေရဲ့အော်တန်တွေကိုကြားနေရတော့သူတို့တကူလုံးကြောက်လို့တုန်နေကြတယ်။စစ်တပ်ရဲ့ကြီးစန်းတွေကုံတော့မဲ့အချိန်မှာပဲတိုက်ထိုင်နေတဲ့မိဆာတွေဟာရုတ်တရက်ရပ်တန့်သွားပြီးတဖြည်းဖြည်းနောက်ဆုတ်ကလမ်းဖယ်ပေးလိုက်ကြတယ်။စစ်သားတယောက်ကထိတ်လန့်တကြားနဲ့ထားပတ်ထစ်တာလဲပိုပြီးကြောက်စရာတောင်းတဲ့မိဆာကြီးလာတော့မှလားလို့အော်ပြောလိုက်တယ်။ဘိုးမူရဲ့ဦးနှောင်းဟာလဲကြောက်စီကြောင်ထုံထိုင်းနေပြီ။သူဟာတွန်တွန်ညင်ညင်နဲ့တင်နတ်ကိုအမောင်ထဲကိုချိန်ထားတော့မှပဲရာနိုင်ချီတဲ့မိဆာတွေဟာဘေးကိုကပ်ပြီးအလဲမှာလမ်းတစ်ခုဖယ်ပေးလိုက်တာကိုတွေ့လိုက်ရတယ်။ကြောက်စရာကောင်းတဲ့ရန်သူတယောက်အတွက်လမ်းဖွင့်ပေးနေတယ်လို့ပဲတင်နတ်ကင်ထားတဲ့စစ်သားတွေရဲ့လက်တွေဟာတုံရင်လာခဲ့တယ်။မိဆာမျိုးစိတ်အများကြီးကလမ်းဖယ်ပေးနေတယ်ဆိုရင်ဒါသူတို့ရဲ့အစွမ်းအထက်ဆုံး boss ပဲထင်ရမယ်မဟုတ်လား။ဒါပေမဲ့နောက်ကစက္ကန့်မှာတော့အားလုံးမှင်သက်သွားကြတယ်။အဲ့ဒါကမိဆာမဟုတ်ပဲလူနဲ့တူတဲ့သူတယောက်ထင်နေလို့ပါပဲ။သူရဲ့နောက်မှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့ငကားနဲ့ကြီးနှကောင်ဝဲပြန်နေတယ်။သူဖျက်လျှောက်သွားတဲ့အချိန်မှာဘယ်မျိုးပြီးပြောင်းမိဆာကမှသူ့ကိုထီဖို့မဝန့်ရဲကြဘူး။စစ်သားတယောက်ကဒါလူပုံစံနဲ့မိဆာပဲမင်းကလူလားမိဆာလားလို့ထိတ်လန့်တကြားမေးတယ်။ကျွန်တော်ကတင်းငိမ့်တဲ့အထက်နဲ့ငါကနှမျိုးလုံးပဲလူရောမိဆာရောပဲ